ကိုယ့်ရဲ့ဒီပထမဆုံး first time မှာကိုအရွေးခံရမယ်လို့မထင်တာဘူး။နောက်ကိုကအရင်အများကြီးလူသေးတယ်လေ။လူသေးရဆိုတော့အခုပို့ပြီးတော့စူးစမ်းရမယ်။နောက်ပြီးတော့ကိုကဒီပြောရမယ်ဆိုရင်အိမ်အောင်တယ်ပေါ့နော်။အိမ်အောင်တယ်ကလေးမိတယောက်အနေနဲ့ပထမဆုံးဒါဒီလိုပွဲမှာကလေးဂျားရဲမှာပေါ့နော်။ဟုတ်ကဲ့အဲ့ဒါဟိုဒီဒိုင်တွေကမေးတာပေါ့နော်။ဒီလိုလေးအိမ်အောင်တယ်နင်းဖြစ်တဲ့အတွက် life style လေးတွေရောဘယ်လိုချင်းလဲနောက်ပြီးတော့ဒီຢာရဲ့အတွေ့အကြုံလေးလည်းပြောပြပါအောင်ဆိုတော့ကိုက life style တော့ချင်းတယ်ချင်းချက်နှစ်ခုဖြစ်တယ်အဲ့တက်ကိုအရန်ကိုမလစ်ခင်းသွားအောင်ပေါ့နော်ဟိုဘက်ဒီဘက်ဟပ်နဲ့ဖတ်happy ပိုင်းပြပေါ့နော်အဲ့လိုမျိုးမှာကိုစူးစမ်းရတယ်ပို့ပြီးတော့သူများတက်နှစ်ဆစူးစမ်းရတယ်အဲ့ဒါမှကိုယ့်ရဲ့ဒီကိုစူးစမ်းမှုရလက်ကလေဒီကိုမိသားစုမထိကြအောင်စူးစမ်းရတာပေါ့နော်အဲ့လိုမျိုးကြီးအကြောင်းဖြင်းနဲ့ဝမ်းသာပြီးတော့နောက်ဆရာတို့ရဲ့မေးခွန်းလေးရဆရာတို့ရဲ့စင်ပေါ်မှာတွေ့ကြခုလိုမျိုးတွေ့ကြရဝမ်းသာပြီးတော့ငုံမိတာပါကိုအားရှိပါပေါ့ဆရာတူကလေဟိုသမီးကိုအခွင့်အရေးပေးလိုက်မယ်လို့ပြောတဲ့အတန်ကြားတဲ့ဟိုဟာလေရင်းနေတုံးရမ်းပျော်သွားပြီးတော့လေကိုအနာဝင်နေဖြေတော့ကလည်းငုံမိပြီးတော့ပြောမိထားတာကိုပြောမိထားတော့ခွင့်ရထပ်ပေးမယ်ဆိုတာနဲ့ရမ်းကျင်နေပါညီမနာမည်တော့မြတ်စံဒီပါဒီ universe ကိုပထမဆုံး first အနေနဲ့ဝင်ပြိုင်တာပေါ့နော်ကိုယ့်ရဲ့ဒီ talent ဘိုင်းရော update တင်နေတာရယ်နောက်ကိုယ့်ရဲ့ agency glory model agency ကနေပြီးတော့အကောင်းဆုံးစူးစမ်းဖို့အတွက်ပေါ့နော်တွေ့လိုက်လို့အကောင်းဆုံးစူးစမ်းခြင်းလို့လာရဖြစ်ပြန်လို့ဖြစ်ပါတယ်ညီမအနေနဲ့စံကြီးလဲဒီနေ့ရိုင်းစူးစမ်းအောင်မှာပေါ့နော်ရိုင်းကိုယ့်ရဲ့ပညာပါရမီကိုလည်းဖြစ်ရပါဦးမယ်အခုဒီလူရဲဘက်မှာအရန်ကိုရွေးခံရအတိုင်းမသိပြောပါရဲ့ဆယ်ကျူးခွင့်လာတယ်ရန်နေပြောနေစိတ်လှုပ်ရှားနေဘာပြောလို့ပြောမလဲမသိအခုပြောမယ်ဆိုတော့ပထမဆုံးကျေးဇူးတင်နေတာကတော့ဒီချက်ကျူးကိုကျေးဇူးတင်ကြပါတယ်ဒီချက်ကျူးရဲ့ Glory Talent Model Agency ကနေပြီးတော့အခုလိုမျိုးဆရာထူးရဲ့လက်အထဲကိုယုံကြည်စိတ်ချတာအပ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ချဲလို့ပြောတာလေကိုယ့်ရဲ့ဒီပထမဆုံး first time မှာကိုအရွေးခံရမယ်လို့မထင်တာဘူး။နောက်ကိုကအရင်အများကြီးလူသေးတယ်လေ။လူသေးရဆိုတော့အခုပို့ပြီးတော့စူးစမ်းရမယ်နောက်ပြီးတော့ကိုကဒီပြောရမယ်ဆိုရင်အိမ်အောင်တယ်ပေါ့နော်။အိမ်အောင်တယ်ကလေးမိတယောက်အနေနဲ့ပထမဆုံးဒါဒီလိုပွဲမှာကလေးဂျားရဲမှာပေါ့နော်။ဟုတ်ကဲ့အဲ့ဒါဟိုဒီဒိုင်တွေကမေးတာပေါ့နော်။ဒီလိုလေးအိမ်အောင်တယ်နင်းဖြစ်တဲ့အတွက် life style လေးတွေရောဘယ်လိုချင်းလဲနောက်ပြီးတော့ဒီຢာရဲ့အတွေ့အကြုံလေးလည်းပြောပြပါအောင်ဆိုတော့ကိုကlife style တော့ချင်းတယ်ချင်းချက်နှစ်ခုဖြစ်တယ်အဲ့တက်ကိုအရန်ကိုမလစ်ခင်းသွားအောင်ပေါ့နော်ဟိုဘက်ဒီဘက်ဟပ်နဲ့ဖတ် happy ပိုင်းပြပေါ့နော်အဲ့လိုမျိုးမှာကိုစူးစမ်းရတယ်ပို့ပြီးတော့သူများတက်နှစ်ဆစူးစမ်းရတယ်အဲ့ဒါမှကိုယ့်ရဲ့ဒီကိုစူးစမ်းမှုရလက်ကလေဒီကိုမိသားစုမထိကြအောင်စူးစမ်းရတာပေါ့နော်အဲ့လိုမျိုးကြီးအကြောင်းဖြင်းနဲ့ဝမ်းသာပြီးတော့နောက်ဆရာတို့ရဲ့မေးခွန်းလေးရဆရာတို့ရဲ့စင်ပေါ်မှာတွေ့ကြခုလိုမျိုးတွေ့ကြရဝမ်းသာပြီးတော့ငုံမိတာပါကိုအားရှိပါပေါ့ဆရာတူကလေဟိုသမီးကိုအခွင့်အရေးပေးလိုက်မယ်လို့ပြောတဲ့အတန်ကြားတဲ့ဟိုဟာလေရင်းနေတုံးရမ်းပျော်သွားပြီးတော့လေကိုအနာဝင်နေဖြေတော့ကလည်းငုံမိပြီးတော့ပြောမိထားတာကိုပြောမိထားတော့ခွင့်ရထပ်ပေးမယ်ဆိုတာနဲ့ရမ်းကျင်နေပါပြီဟုတ်ကဲ့ညူတာပေးရခွန်ရောကိုမိသားစုကပေးတဲ့ကိုမှဒီအတော်ကြီးအဖိုးတွေနဲ့နေတာကိုကနေတော့အတော်ကြီးရဲ့ခွန်အားကြီးနဲ့ပေါ့နော်လာပြန်ရခြင်းဖြစ်ပါတယ်ဘေဘီကတယောက်ပါပဲခု၄နှစ်ပြည့်ရောက်မှာပါယောက်ျားလေးပါဟုတ်ကဲ့အရင်တော့ပျော်တယ်အရင်လည်းတော့နောက်ကိုယ့်ရဲ့ဒီကိုစရဆုံးဖြတ်တာလေ2026မှာကို update တင်မယ်ဆိုပြီးတော့ဆုံးဖြတ်တာဖြစ်တဲ့အခုလိုမျိုး update မှာဒီလိုမျိုးပွဲနဲ့လာတိုးတော့အတိုင်းမသိပေါ့ယုံကြည်မှုအတွက်ကတော့ပေါ့နော်ညီမဒီ project အတွက်ကဆိုနေလဲငကိုရီးယားမှာအိမ်အောင်ရှင်ဖြစ်တော့အိမ်အောင်ရှင်မျိုးသမီးတွေရောငကိုရီးယားကိုယ့်ရဲ့ပြင်ပ life style လေးစချုပ်တင်တဲ့ဆီယမလေးဖြစ်တဲ့အတွက်ကိုတင်ထဲမှာလာတဲ့တင်တဲ့သူတွေကိုလည်း supporting ပေးရတာနောက်ပြီးတော့ပျော်တယ်ပေါ့နော်အဲ့လိုပျော်တော့ဒီခုလိုမျိုးရွေးဘက်မှာထပ်ပြီးတော့ပါခွင့်ရအောင်မယ်ဆိုလို့ရှိရင်တော့နောက်ထပ်အမျိုးသမီးတွေအိမ်အောင်တယ်မှမဟုတ်ဘူးတခြားသော social မသုံးတတ်တဲ့အမျိုးသမီးတွေနောက် social သုံးရတာကြောက်တဲ့အမျိုးသမီးတွေအတွက်ကို support အများကြီးပေးချင်ပါသေးရဲ့လို့အဲ့ဒီအတွက်ကိုလည်းအိမ်အောင်တယ်ရောနောက်ပြီးတော့တခြားသောလိုနေပေါ့နော်ဝေဖန်ပေးပါအောင်ပြောပေးပါအောင်လို့တောင်းဆိုချင်ပါတယ်